ဘလောက်မှန်မှန်ဘလောက်အကျိုးရှိရှိပြောတဲ့အချိန်ကြမှာပြောရတယ်မပြောတဲ့အချိန်ကိုမပြောရဘူးစောင့်နိုင်ရတယ်အောင့်နိုင်ရတယ်တခါတလေကြတော့ကိုကမစောင့်နိုင်ဘူးမအောင့်နိုင်ဘူးပြောချင်ရင်ပြောချလိုက်တယ်အဲ့ဒီမှာဒုက္ခရောက်တာအထူးသဖြင့်အသက်ကြီးတဲ့လူတွေကိုမှားခြင်းတယ်ဗျာအိမ်မှာမြင်နေတာတွေကိုမြင်တိုင်းများသွားမပြောလိုက်ပါနဲ့ကြားတိုင်းမပြောလိုက်ပါနဲ့မှန်ပါကိုသိတာတွေကိုသိတဲ့အတိုင်းမပြောလိုက်ပါနဲ့မှန်ပါဗျာကိုသိတာကိုသိတဲ့အတိုင်းပြောမိလို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်ရှိပါတယ်ဗျာမမှန်လို့မဟုတ်ဘူးနော်မှန်ပါမမှန်လို့မဟုတ်ဘူးဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတော့ကြည်ကြဲပြန့်ပြန့်ပြောပါတယ်ရှင်ရာဟုလာကိုဟောထားတာရှိတယ်လေကြည်ရှုဆင်ခြင်၍ကြည်ရှုဆင်ခြင်၍စကားကိုပြောရ၏တဲ့ရှင်ရာဟုလာငယ်ငယ်လေးတုန်းကမြတ်စွာဘုရားဟောတာจิตသားတဲ့မှန်ဟာဘာအကျိုးရှိလေတဲ့ကြည်ခြင်းအကျိုးရှိပါတယ်ဖေဟာအဲ့ဒါလိုပဲတဲ့ပြောတော့မယ်ဆိုလို့ရှိရင်ငါပြောလိုက်တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးဆုပ်ယုပ်စေမှာလားအကုသိုလ်တွေများဖြစ်မှာလားလို့စဉ်းစားလိုက်အောင်တဲ့အကျိုးဆုပ်ယုပ်မယ်ဆိုရင်မပြောနဲ့မပြောခင်မှာစဉ်းစားရပြောနေစဲမှာလဲခဏလေးတွေ့ပြီးတော့စဉ်းစားလိုက်ပါအောင်ငါအခုပြောနေတဲ့စကားဟာငါအတွက်အကျိုးရှိလားသူ့အတွက်အကျိုးရှိလားအကျိုးမရှိဘူးဆိုရင်ရက်နိုင်ရမယ်ဖြတ်နိုင်ရမယ်ဟုတ်လားပြောပြီးတဲ့နောက်မှာလည်းပဲငါပြောခဲ့တဲ့စကားဟာငါအတွက်သူ့အတွက်အကျိုးရှိသလားအကုသိုလ်ဖြစ်နေသလားလို့စဉ်းစားရမယ်အကုသိုလ်ဖြစ်နေတဲ့အကျိုးမရှိဘူးဆိုရင်နောက်ငါဒါမျိုးနောက်မပြောတော့ဘူးလို့ဆုံးဖြတ်နိုင်ရမယ်ဒါရှင်ရာဟုလာကိုဟောထားတာဒါတော်တော်ကောင်းတယ်နော်တက္ကကြီးများ